အမြဲတမ်းစားသုံးသူကြီးဖြစ်နေတော့မှလားထုတ်လို့သူဖြစ်ဖို့အားမထုတ်ကြတော့ဘူးလားအမြဲတမ်းအလုပ်သမားအဖြစ်နေတော့မှလားအလုပ်ရှင်ဖြစ်အောင်မကြိုးစားကြတော့ဘူးလားအမြဲတမ်းသူများနွားအငှားကြောင်းနေတော့မှလားနွားပိုင်ရှင်ဖြစ်အောင်မကြိုးစားကြတော့ဘူးလားအမြဲတမ်းစာတွေဖတ်နေတော့မှလားကိုယ်တိုင်စာရေးနိုင်ဖို့ကိုမကြိုးစားကြတော့ဘူးလားအမြဲတမ်းတက်ကြမ်းတွေဖတ်နေကြတော့မှလားကိုယ်တိုင်တက်လမ်းပေါ်တက်ပြီးတော့မလျှောက်ကြတော့ဘူးလားအောင်မြင်သူတွေကိုအားပေးနေတော့မှလားကိုယ်တိုင်အောင်မြင်သူဖြစ်ဖို့မကြိုးစားကြတော့ဘူးလားသူများတွေကိုပဲလေးစားအားကြနေတော့မှလားကိုယ်တိုင်လေးစားအားကြခံရသူဖြစ်အောင်မကြိုးစားကြတော့ဘူးလားအမြဲတမ်းခွန်အားပေးတဲ့စာတွေကိုပဲဖတ်နေတော့မှလားကိုယ်တိုင်ခွန်အားတွေမွေးပြီးတော့ခွန်အားတွေအများကိုပြန်ပေးနိုင်တဲ့သူဖြစ်အောင်မကြိုးစားကြတော့ဘူးလားဖះကိုပဲအမြဲတမ်းကြည်ညိုလွန်းလို့အမြဲတမ်းကြည်နေတဲ့ဝက်ကလေးကိုဖះကဘယ်လိုပြောလိုက်သလဲဆိုတော့ဝက်ကလေးမင်းငါ့ကိုကြည်မနေနဲ့ငါသိတယ်လို့မင်းသိအောင်လုပ်ငါရတဲ့တရားကိုမင်းရအောင်လုပ်ငါတရားကိုသိအောင်လုပ်ယောဓမ္မံပတ္တိသောမံပတ္တိငါတရားကိုသိမှငါတရားကိုမြင်မှမင်းငါကိုမြင်မယ်ငါကိုကြည်နေရကြနှက်မယ်ယောဓမ္မနပတ္တိသောမံနပတ္တိငါတရားကိုမင်းမမြင်ရင်ငါကိုမြင်ရမရောက်ဘူးငါကြည်နေလဲမင်းအကျိုးမများနိုင်ဘူးဖះကိုပဲအားကြလို့ပဲဖြစ်ဖြစ်ကြည်ညိုလို့ပဲဖြစ်ဖြစ်အမြဲတမ်းဖူးမြော်နေပြီမဲ့ဖះတရားကိုတော့မသိဘူးဖះတရားကိုတော့မရဘူးဆိုရင်ဘဝမှာမငြိမ်းချမ်းနိုင်ဘူးတဲ့ကြမ်းတွေပဲအမြဲတမ်းဖတ်နေပြီးတော့ကိုယ်တိုင်ကတော့တက်လမ်းပေါ်မတက်လမ်းဘူးဆိုရင်ဘဝမှာမထူးခြားနိုင်ဘူးအောင်မြင်သူတွေကိုကြည့်ပြီးအားကြမနေပါနဲ့ကိုယ်တိုင်အောင်မြင်သူဖြစ်အောင်ကြိုးစားပါသူများတွေကိုပဲလေးစားအားကြအားပေးနေပြီးကိုယ်တိုင်ကတော့လေးစားအားကြခံရတဲ့လူတစ်ယောက်ဖြစ်အောင်မကြိုးစားမကြင့်ကြံအားမထုတ်နိုင်လျင်အကျိုးမများနိုင်ပါဘူးဝိဇ္ဇာစရဏဆိုတာအတိနဲ့အကျင့်ကိုပြောတာသိအောင်လို့သိပြီးရင်ရအောင်ကျင့်အတိနဲ့အကျင့်တစ်ထပ်တည်းကြအောင်ကြိုးစားအားထုတ်နိုင်မှဘဝကအောင်မြင်တာအတိတွေနောက်ပဲလိုက်နေပြီးတော့နောက်ကအကျင့်မပါရင်မအောင်မြင်နိုင်ဘူးအကျင့်နေကျင့်နေပေမဲ့လည်းအတိကဥမစီဘူးအမှားကြီးကျင့်နေရင်အမှားကြီးလုပ်နေရင်မအောင်မြင်နိုင်ပြန်ဘူးဒါကြောင့်ဘဝမှာနွားကြောင့်သားဘဝမှာနွားပိုင်ရှင်ဖြစ်အောင်ကြိုးစားနိုင်သူများဖြစ်နိုင်ကြဖို့တိုက်တွန်းလိုက်ချင်ပါတယ်အားလုံးနွားကြောင့်သားဘဝမှာနွားပိုင်ရှင်များဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေအသည့်တွေနဲ့ထပ်တူထပ်မြတ်လဲလက်တွေ့ကျင့်ဆောင်နိုင်သူများဖြစ်ကြပါစေ